အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော် YNW channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ညဒီသတင်းလာနေညမှာပွဲချန်ဖြစ်တဲ့ Premier League ပွဲချန်ဖြစ်တဲ့ Manchester United နဲ့ Bournemouth အသင်းတို့ရဲ့ပွဲစဉ်လေးကိုပွဲကြိုသုံးသက်ချက်လေးကျွန်တော်လုပ်သွားချင်ပါတယ်ဗျစကားပုံရတော့ပွဲချန်အောက်ကြီးလက်မနေတယ်ပေါ့လေကဲ okay ဒီ Manchester United နဲ့ Bournemouth ပွဲအကြောင်းပြောရမယ်ဆိုလို့ရှိရင်Bournemouth ကလည်းအရင် Bournemouth မဟုတ်တော့လို့ Manchester United ကလည်းဒီယာဒီစကလောက်ဖောင်းပြန်ပြီးတော့မမိကျင်တော့ဘူးပေါ့နော်ဒီပွဲပြီးလို့ရှိရင်လည်းဒါအာမဒီယာလိုတို့အမ်ဘိုမိုတို့ဒါလက်လွတ်ရမှာပေါ့နော် Manchester United ကဒီမာစတာဝီတို့ဒီအာဖရိကဖလားအတွက်ဆိုတော့ကျွန်တော်ဘောနော်ဒီသူတို့ဒီ Manchester United ရဲ့နောက်ဆုံး6ပွဲဆက်ကိုကြည့်မယ်ဆိုလို့ရှိရင် Manchester United ကဒီနှစ်ပွဲနိုင်ထားတယ်ပေါ့နော်၄ပွဲထိနိုင်ပွဲပျောက်ထားတယ် Bournemouth ကတော့နောက်ဆုံး6ပွဲလုံးလုံးကိုနိုင်ပွဲပျောက်ထားတဲ့အသင်းပေါ့နော်အဲ့လောက်အထိကိုအခြေအနေစိုးနေတာ Bournemouth ကလည်းအဲ့မှာBournemouthကလည်းအခြေအနေစိုးနေတဲ့အတွက်ကြောင့်ဟိုဒီအခုကမ်းမဲ့ကွင်းကလည်းဒီ Manchester United က Old Trafford မှာကမ်းမှာဆိုတော့Bournemouthအနေနဲ့ဘယ်လိုမှလွယ်မယ်လို့တော့မယူဆဘူးပေါ့နော်ဒါပေမဲ့လည်းBournemouthနီးပြအာရီအိုလာကဒီအသင်းကြီးတွေနဲ့တွေ့လို့ရှိရင်ဖြတ်မြင်အသင်းပုံစံမျိုးဒုက္ခပေးတတ်တဲ့အစင်လာလေးရလည်းရှိထားတော့ဒီပွဲကမျော်လင့်မထားရလည်းဖြစ်သွားနိုင်တယ်ပေါ့နော်ပုံမှန်ရေဘူးရအတိုင်းဆိုလို့ရှိရင်တော့ဒါ Manchester United ကပဲ2ဂိုးအထက်နိုင်မယ်လို့ဒါကျွန်တော်တို့သတ်မှတ်လိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပဲဘုံမောက်နီးပြအာရီအိုလာရဲ့ scale ကလည်းသူကဒီအသင်းကြီးဆိုလို့ရှိရင်ဟိုဖြတ်မြင်းပုံစံမျိုးကန်တဲ့အတွက်တိတ်တော့မလွယ်လောက်ပေါ့နော်အဲခံစစ်ကိုကြည့်လေးနဲ့ကန်ပြီးတော့ကောင်နာတိုက်စစ်ကောင်းတဲ့အသင်းတွေဆိုလို့ရှိရင်လည်းUnited နီးပြအမိုရင်ကရုံးကန်ရတဲ့အလေအထားကခုထိမပြောက်သေးဘူးပေါ့နော်အဲ့လိုမျိုးအသင်းတွေဆိုရင်သူ့အတွက်ကတော်တော်လေးဒီလောကကန်ရခက်ခဲတဲ့အနေအထားမှာရှိတယ်ခုပေါက်ကျေးလေးတွေပြန်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြည့်မယ်ဆိုလို့ရှိရင်လည်းManchester United ကကျွန်တော်ပြောခဲ့သလိုပဲဒီအိမ်ဝန်းဖြစ်တာနဲ့အညီဒီတလုံး90နိုင်ဆိုတာဖြစ်ဖြစ်တိုက်တဲ့ပေါက်ကျေးပေါ့နော်တလုံး20နိုင်တလုံးတရေလောက်အထိလည်းပေါက်လို့ရပါတယ်ဒါပေမဲ့တလုံး90နိုင်ဆိုတာဒါကတော့တာမန်ပေါက်ကြည့်ပေါ့နော်တလုံး90နိုင်ပေါက်ထားတယ်ဒီမှာကိုပေါင်းကြီးလေးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လေသူက3လုံး90နိုင်ဆိုတော့sorry 3လုံးအရှုံးနဲ့3လုံး90ရှုံးဆိုတော့ကျွန်တော်တို့ဒီပွဲကဂိုးပေါ်ဖို့များတယ်လို့ယူဆရတယ်ပေါ့နော်ပြီးတော့ Manchester United ရဲ့ဘက်ကဂိုး3ဂိုးကိုချိန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Manchester United ကဒီ2ဂိုးသွင်းမှတည်ရပေါ့နော်Bournemouthကတော့ဒီတလုံး90ရှုံးဆိုတဲ့ပုံစံမျိုးပေါက်ထားတယ်ဒီပွဲကခန့်မှန်းထားတဲ့ပုံစံတိုင်းဆိုလို့ရှိရင်3-2ဒါဘူကီ3-2ဘာမလို့ရှိရင်3-1ဒီလိုမျိုးသွားမယ်ဆိုတဲ့ပုံစံမျိုးပေါ့